မင်္ဂလာပါခင်ဗျာတအူးတော့ကြာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မန္တလေးရတနာပုံနေပြီးတော့မြမနောက်ဆုံးမင်းဆက်တွေစိုးစံခဲ့ရာရင်ကျေးမှုတွေထွန်းကားရာမြို့တော်ကြီးပေါ့ဒီနေ့ခေတ်မှာတော့မန္တလေးကျုံကြီးနဲ့နန်းမြို့ရိုးဟာညာဘက်မီးရောင်စုံတွေနဲ့အလွန်ကိုตาယာလှပတဲ့အပန်းဖြေစရာနေရာတစ်ခုဖြစ်နေပါပြီဒါပေမဲ့ဒီရေပြင်ကျဲကြီးနဲ့ခန့်ညားထဲဝါတဲ့မြို့ရိုးကြီးရဲ့အောက်ခြေမှာလူပေါင်းများစွာရဲ့ဝိညာဉ်တွေပိတ်မိနေတယ်ဆိုတာသင်သိပါသလားမြို့တီနန်းတီတဲ့အချိန်ကမြို့အစားအထိရရဆက်ဆက်စတေးခံခဲ့ရတဲ့သူတို့ရဲ့အော်ဟစ်တန်တွေဟာနှစ်ပေါင်း160ကျော်ကြာတဲ့အထိဒီနန်းမြို့ရိုးတစ်ဝိုက်မှာပဲ့တင်ထပ်နေတော့ပါပဲရှေးခေတ်မြမယုံကြည်မှုနဲ့အိမ်နီးချင်းနိုင်ငံတွေရဲ့ထုံးတမ်းစင်လာရမြို့ကြီးပြားကြီးတည်တဲ့အခါနန်းတော်စောက်တဲ့အခါမြို့စာထဲ့တဲ့ဒလေးတစ်ခုရှိခဲ့ပါတယ်ဒါဟာအလုံးကိုရရဆက်ဆက်ကြမ်းကျွတ်တဲ့ရတရားတစ်ခုပါရန်သူတွေမြို့ကိုမဖျက်ဆီးနိုင်အောင်တိုင်းပြည်မပျက်စီးအောင်ဆိုပြီးလူတွေကိုအရှင်လက်လက်မြေမြုပ်ခါနတ်အဖြစ်စောင့်ရှောက်တာဖြစ်ပါတယ်ယုံကြည်ချက်ကတော့ဒီလိုပါလူတယောက်ကိုမသေးခင်မှာအဆိုးရွားဆုံးနှိပ်စက်ဒေါသကိုအထွတ်အဆုံးဖြစ်အောင်စွာပြီးမှအရှင်လက်လက်တပ်ဖြတ်မြုံနှံလိုက်နေအဲ့ဒီဝိညာဉ်ဟာအစိမ့်သေးဖြစ်သွားပါတယ်အဲ့ဒီဒေါသကြီးတဲ့ဝိညာဉ်ဟာနေရာကိုဆွဲလန်းပြီးမြို့ကိုလာသမျှရန်သူမှန်သမျှကိုချန့်လန့်ဖျက်ဆီးတတ်တယ်လို့ယုံကြည်ခဲ့ကြပါတယ်တမိုင်းပညာရှင်တချို့ကတော့မင်းနှုံမင်းတရားကြီးဟာပြင်စမသင်္ကာယနာတင်တာသနာပြုမင်းဖြစ်လို့ဒီလိုရရဆက်ဆက်တဲ့အလုပ်ကိုလုပ်ခဲ့မှာမဟုတ်ဘူးလို့ညင်းဆိုကြပါတယ်ဒါပေမဲ့ဗဇတ်ရာဇဝင်တွေနဲ့ရှေးလူကြီးတွေရဲ့စကားအရနန်းတော်ဆောက်လူကြီးကိုဦးစီးတဲ့ပုံနားတွေရဲ့အစီအမံနဲ့ဒီကိစ္စကိုတိတ်ဆိတ်လှုပ်ဆောင်ခဲ့တယ်လို့ဆိုကြပါတယ်ဒန်နာရီတွေအရမန္တလေးနန်းမြို့ယူကြီးတီဆောက်ဖို့အတွက်စုစုပေါင်းလူ90နဲ့2ယောက်ကိုမြို့စားအထိစတေးခံခဲ့ရတယ်လို့ဆိုပါတယ်မြို့တကား12ပေါက်အတွက်တစ်ပေါက်ကိုလူ3ယောက်ကြီးစီနဲ့လူ36ယောက်နန်းမြို့ရိုးတောင်း4တောင်အတွက်လူ4ယောက်ပြီးတော့နန်းတော်အလဲဘဟူနဲ့ဗလင်းအောက်တေးပါထပ်ထည့်ခဲ့ရတဲ့အဲ့ဒီအချိန်တုန်းကအင်းဝါနဲ့အမရာပူရာမြို့ဟောင်းတွေမှာညဘက်ဆိုဘဒူးမှအပင်မထွက်ရဲပါဘူးအခါတော့ပေးတွေတတ်မှတ်ထားတဲ့နေအနံနဲ့ကင်နေတဲ့လူတွေကိုဖမ်းဆီးဖို့ဘလူးခေါ်အဖွဲ့တွေမြို့ထဲလွှဲလေနေကြလို့ပါပဲသူတို့ဟာလမ်းမတွေပေါ်မှာနာမည်တွေကိုအော်ခေါ်ကြတယ်ထူးမိသူတွေအိမ်ထဲကထွက်ကြည့်မိသူတွေဟာကန်ဆိုးသူတွေဖြစ်သွားကြတော့တာပါပဲဖမ်းဆီးခံရသူတွေကိုမြို့တကားတိုင်ငုတ်တွေစိုက်မဲ့တွင်းတွေကိုထည့်ပါတယ်တချို့ရာဇဝင်တွေမှာတော့စီပူအော်တဲ့ထည့်ပြီးမှအလောင်းကိုမြုပ်တယ်လို့ဆိုသလိုတချို့ကလည်းဒွင်းထဲကိုဆင်းခိုင်းပြီးအပေါ်ကနေတိုင်ကြီးတွေထူပြီးဖိချလိုက်တယ်လို့ဆိုကြပါတယ်သူတို့မသေးခင်မှာဘယင်ကလွဲတဲ့ကြာနဲ့သူအားလုံးကိုကြိုက်တယ်လို့ဆဲဆိုခွင့်ပြုထားပါတယ်ဒေါသအရှိန်ဟုန်အမြင့်ဆုံးအချိန်မှာအသက်ကိုနှုတ်ယူလိုက်ခြင်းအပြင်ရိပ်ရဆက်တဲ့မြို့ဆောင်နှက်တွေဖြစ်လာစေဖို့ပါပဲဒီနေ့ခေတ်မှာတော့ဒီအကြောင်းနာတွေဟာဒန်နာရီလားတကယ်လားဆိုလားအငင်းပွားစရာဖြစ်နေပါပြီဒါပေမဲ့မန္တလေးသားရှေးလူကြီးတွေကတော့ကျုံးဘေးမှာညစ်နတ်တန်းကောင်ကြော်သွားရင်အကြောင်းမရှိကြက်တီထားတာလူမရှိပဲခြေတန်းတွေကြားရတာရေပြင်ပေါ်မှာထူးဆန်းတဲ့အရေးတွေတွေ့ရတာတွေဟာအဲ့ဒီတုန်းကစတီးခံခဲ့ရတဲ့မြို့ဆောက်နှက်တွေရှိနေတုံးမို့လို့ယုံကြည်ကြပါတယ်မန္တလေးနန်းမြို့ရိုးကြီးဘလောက်ပဲလှပခံနာပါစေသူ့ရဲ့အုတ်မြွေတွေကြားမှာတော့ဆွေးမြေ့နေတဲ့အရောတွေအတူမကျွတ်လွတ်နိုင်တဲ့ဝိညာဉ်တွေရဲ့ဇက်လန်းတွေရှိနိုင်ပါတယ်မိတ်ဆွေတော့ညဘက်ကျုံးပေးလမ်းလျှောက်တဲ့အခါနောက်ကျောမလုံးသလိုခံစားဘူးပါသလားကဲဒီလိုမျိုးမြမသမိုင်းတွေကတင်းထရင်ဖို့အကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တအူးတော့ကြ channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ထပ်ဘယ်လိုသမိုင်းဝင်နေရာတွေအကြောင်းတင်ဆက်ပေးစေခြင်းလဲဆိုတာ comment မှာရေးပေးသွားကြပါအောင်အဆုံးထိလိုက်ပါကြည့်ရှုပေးသူတအူးချင်းစီတိုင်းကိုကျေးဇူးအထူးပါခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်